မတော်သားနဲ့တက်မတော်သားမိသားစုတွေရဲ့သိရှိစေရန်အတွက်ကိုကျွန်တော်အဖြစ်ခံပေါ်နဲ့အမုန်းခံလူသားကနေပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတော့အောက်ရွာတဲ့ညောင်စခန်းနေတဲ့ဘုံကြီးကျောင်းမှာအကျန်းဖက်ဘာသာရေးအဆောက်အဦတွေကိုကာဗာယူပြီးလှုပ်ချင်ရလှုပ်နေကြတယ်တဲ့နေမြေကန်သတင်းပေးဖို့လာသည့်အတွက်ဆောင်ရွက်နိုင်ပါရန်သတင်းပို့ရခြင်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့350ခွန်တိုင်ရင်ပေါ့နော်35ခွန်တိုင်ရင်သတိထားပါပေါ့နော်ကျွန်တော်အဲ့လောက်ပဲပြောချင်တယ်အဲ့လောက်ပြောရင်တော့သဘောပေါက်ပေါ့ PNO ပါသာစာအဖွဲ့တွေရောရှိတယ်တဲ့ဒါပေမဲ့ရန်သူဘက်ကတော့အင်အားအယံများတယ်ပေါ့နော်အဓိကစောင်းပြောင်းဖက်တိုက်ပွဲပြင်းထန်တယ်တဲ့ရန်သူအင်အားများတယ်လို့သိရတယ်နော်35ခွန်သတိထားပါကျွန်တော်ပြောပြီးပြီနော်ကျွန်တော်ကမမှန်ကန်ကန်ကျွန်တော်ပြောပြီးတာနော်နောက်တစ်ခုကတော့မြကြီးနားမြစ်စုံဘက်မှာလည်း KIA PDF တွေထပ်ရောက်နေတယ်တဲ့ဘန်ကာတွေကိုတေချာဆောက်ပြီးခံစစ်ပြင်လာကြောင်းသိရတယ်တဲ့နော်မနော့ရွာကစစ်သုံးမြေပုံပေါ်မှာအတိအကျရှိပါတယ်တဲ့နော်ကိုပေါ့ကွာတော့ဆက်လို့ပေါ့နောက်တော့မြကြီးနားမြို့ပေါ်မှာနေ့စဉ်လူဆွဲနေတယ်တဲ့နေ့စဉ်ဆိုင်တွေအိမ်တွေစကြေးကောက်နေတယ်တဲ့စားရဖားနဲ့ SPR တဲ့ဘာသတင်းမှမရတာလားတဲ့နော်အခုမနေ့မြို့ပေါ်ရက်ကွက်ကလာညီးပြမသိရတာတဲ့မြို့ပေါ်ကကွမ်းရဆိုင်မပြောနဲ့မပကတိုင်ယုံနာကပတ်မတီးကျေးရွာမှာကိုစကြေးကောက်နေတာပေါ်တင်ပဲတဲ့နော်အခုမြို့ပေါ်ပြည်သူတွေကတက်ကိုအမြင်မကြည့်တော့ပဲအဲ့ကိစ္စတွေကိုနောက်ပြီးသတင်းပေးခြင်းပေမဲ့တရင်မပေးရကြတော့ပါတဲ့မပခါမှာဖျဲသီးတွေတော်တော်များများရှိတယ်ပြောတယ်တဲ့နောက်တစ်ခုကတဲ့ grade 12စာမိုးပွဲအတွက်တဲ့စခန်းသွင်း၄ကျင်ပေးတာက3ရက်ပဲတဲ့လှုပ်ပြီးအဲ့3ရက်ပဲထမင်းကျွေးတယ်တဲ့နောက်ထပ်ဘာထောက်ပံ့မှမရှိတော့ပဲမိမိအစီအစဉ်နဲ့မိမိချောင်းမှာပြန်တင်နိုင်ဖို့လုပ်ခိုင်းနေတဲ့နိုင်ငံတော်ကသတင်းမှာတဲ့ကြေညာတာနဲ့မြကြီးနားမြို့မြေပြင်မှာဖြစ်နေတာကတခြားစီပါလို့တင်ပြလာပါတယ်တဲ့နော်ဒါပြည်သူ့တန်ပါနော်ဝင်ကြီးချုပ်ကအစအခုကိစ္စနဲ့ပတ်သက်ပြီးတာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူးလို့သိရတယ်တဲ့အခုចောင်းသားတွေကစစ်ဖြစ်တဲ့နေရာကကလေးတွေပါနေတော့သူတို့တွေအရန်ဒုက္ခရောက်နေရပါတယ်တဲ့တင် ्या ပေမဲ့ဆရာမတွေလည်းဘာလုပ်ပေးရမလဲမသိဖြစ်နေတယ်တဲ့နေခံမအကြောင်းဆုံးသတင်းပေးဖို့လာသည့်အတွက်ဆောင်ရွက်တင်တာဆောင်ရွက်နိုင်ရအတွက်တင်ပြရခြင်းဖြစ်ပါတယ်တဲ့နော်ဒါပြည်သူရဲ့အတန်ပေါ့နောက်တစ်ခုကတော့လေးမျက်နာပေါ့နော်လေးမျက်နာမြို့အနောက်ဘက်ခြမ်းအောင်ဆန်ကွင်းရွာပေါ့နော် AA တွေ PDF တွေပေါ့နော်အင်အား380ခန်းရောက်နေတယ်တဲ့နော်အဲ့ဒါကျွန်တော်ဒီလောက်ပြောလိုက်ရင်တော့ဘာလို့ရမလဲဆိုတော့ကိုယ့်ဘာကိုပြောတော့ကျွန်တော်ဆက်မပြောတော့ဘူးပေါ့နော်နောက်တစ်ခုကပခုတ်ကူအခြေအနေပခုတ်ကူမြို့နယ်ဇီးကုန်းနှစ်နဲ့ဖလန်အို7စုဒီဘာတွေကိုဘာမှမလုပ်တော့ပရက်တွေကရွာသွားအတင်ယူပြီးနေကြတယ်တဲ့အနီးကဇီးကုန်းနှစ်ကိုတဲ့ခြေမုံမှပိုထီရောက်มาတဲ့ရွာသားတွေမရှိတော့ဘူးတဲ့တက်မ101 259 251 252ဒီတက်တွေစစ်ကြောင်းထိုးကြပါတယ်တဲ့အခုက252တိုင်ရင်တခုရှင်မကန်တဲ့အနောက်တော်ကျောင်းမှာကြံတော့ပါတယ်တဲ့တိုင်ရင်မှုရဲ့အမိတ်အောက်မှာဒုတက်မမှုတိုင်းမှုရဲ့ဗာလေတက်မမှုဆိုမသိဘူးဒုတက်မမှုအပောင်ကိုလှုပ်ရှားမှုမတွေ့ရပါဘူးတဲ့တက်မကင်းတွေလဲပရက်တွေကအနီးကတိုက်ခိုက်နေကြတာပါတဲ့ကျန်တဲ့တက်စုတွေနောက်တန်းပြန်ပို့တယ်တဲ့အထက်ကိုတင်ပြပေးအောင်နဲ့ရှင်အချိန်မရွေး PDF တွေကဝင်နိုင်တာမို့ကြိုတင်မရှင်းလင်းရင်ကောင်းတဲ့ရလက်တွေမရနိုင်ပါဘူးတဲ့သမီးတို့ပြည်သူစစ်တွေအနေနဲ့ဇီးကုန်းနှစ်ကိုဖြိုဖို့ကားတဲ့ပြည်သူစစ်အင်အားရောလက်နက်အင်အားရောရှိမှအဆင်ပြေမှာပါတဲ့ဇီးကုန်းနှစ်ဖလန်အို7စုဒီရွာတွေမှာပြည်သူမရှိတော့ပါဘူးတဲ့ PDF တွေပဲရှိပါတယ်တဲ့ဒီရွာတွေကိုအမြင့်ပြတ်ခြေမုံပေးစီလိုပါတယ်တဲ့ဒီရက်တည်းအလုံးမလုံးရင်အဆင်မပြေတော့လို့ပါတဲ့နော်နောက်တစ်ခုကတော့စလင်းမြို့နယ်မြေလူကျေးရွာအကျန်းဖက် PDF တွေများလာတာတွေ့ရတယ်2025 3လပိုင်းလောက်ကလေးကညောင်တိုက်နေထန်းတပင်လျှက်စစ်ရုံးကိုဝင်တိုက်တဲ့အဖွဲ့ကလူတွေပါတာကိုဘုံရေးတဲ့အင်အားတော်တော်များပါတယ်တဲ့ငကိုကမြေနုမှာနေတဲ့အကျန်းဖက်အဖွဲ့နဲ့ပေါင်းလိုက်ရင်အင်အားတော်တော်များပါတယ်တနေရာကိုတိုက်ဖို့အကြံရှိတယ်ထင်တယ်တဲ့တိုင်းရင်းသားတွေလည်းပါတယ်တဲ့နော်AAတွေလားချင်းတွေလားကောင်းတော့မသိဘူးတဲ့လက်နက်တွေလည်းအကြီးကြီးတွေပါတယ်ဘုံတွေကတော့မြေနုရွာမှာအရင်ကလှုပ်ထားတာတွေရှိတယ်ညောင်မြေနုလမ်းမှာဘုံတွေထောင်ထားတယ်တောင်ပီလာရွာရဲ့တောင်ဘက်ကနေအရှိတ်ဘက်မြေနုရွာအရှိတ်ဘက်အထိမိုင်းတွေထောင်ထားတယ်မြေနုရွာမှာနေတဲ့အကျန်းဘက် PDF များကိုNASAကအစိုးရအနေနဲ့ဒီတိုင်းပဲထားတော့မှလားကျွန်တော်တို့ရွာသူရွာသားတွေလည်းဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်သူတို့နဲ့ရင်ပတ်ချင်းမတူတဲ့ကျွန်တော်တို့မှသူတို့ကိုကြောက်နေရရွာမှာဆိုရင်ခမောင်ဝင်းကိုကြောက်ရမြောက်ဘက်မှာဆိုရင်မတ်ချိုချိုမြင့်ဆိုတဲ့အမျိုးသမီးကိုလည်းကြောက်ရ
ကိုဘုံနဲ့နာဇာကအစိုးရတည်အောင်ပြောပေးပါလို့ကိုဘုံအားကိုးပါတယ်တဲ့နော်နောက်တစ်ခုကတော့ဝမ်းသာစရာသတင်းပေါ့ဝမ်းသာစရာသတင်းဆိုတာကတော့ဒီလိုပေါ့နော်ကားသမားတယောက်ရဲ့တွဲကားသမားတယောက်ရဲ့ရင်ဖွင့်တန်ပေါ့ကိုဘုံရေးတဲ့ကားမှန်မတင်မဲ့မေ့ပြီးစကားပြောနေလိုက်တာတဲ့အတိတွေနဲ့ပတ်စံအခိုးခံလိုက်ရတယ်တဲ့အဲ့တော့သူပတ်စံခိုးခံရတယ်ဘယ်သူခိုးသွားမှန်းတော့မသိဘူးသူအတိတွေတည်းကပဲနေမှာပေါ့နော်သူအတိလည်းဖြစ်ရင်ဖြစ်မဲ့အဲ့ကားကျွဲတဲ့ဆုံမှာတန်းတာဟုတ်နော်အဲ့တော့ကျတော့အဓိကပြောချင်တာကကျွဲတဲ့ဆုံကနေစာပြီးပျော်ဝဲစစ်စေးဂိတ်ရမဲသိန်းစစ်စေးဂိတ်တက်ကုန်းတဲတော်စစ်စေးဂိတ်တက်ကုန်းအဝင်စစ်စေးဂိတ်တောင်ငူအုတ်တွင်းမှညောင်လေးပင်ထိဖျားကြီးစစ်စေးဂိတ်ငကိုးစစ်စေးဂိတ်အင်းတကောအင်းနိုင်စစ်စေးရန်ကုန်အမြန်လန်း0မိုင်စစ်စေးအဆုံးပေါ့ဗျာတဲ့စစ်သားနဲ့ရဲများကိုအထူးကျေးဇူးတင်ရှိပါကြောင်းအဲ့ဒီလိုစိတ်ဓာတ်တွေကိုရှိတဲ့တွေ့ရတာဝမ်းသာပါတယ်တဲ့မဖြစ်မနေပေးဆောင်ရတဲ့ဂိတ်တွေပါပတ်စံအိတ်ပြောက်တယ်လမ်းမှာထမင်းစားဖို့ကစားအခက်အခဲရှိတယ်ဆိုတဲ့အကြောင်းရှင်းပြပြီးဖြတ်လာခဲ့တယ်တဲ့တချို့ဆိုရေဘူးသူတို့ရတဲ့မုံပတ်စံမတောင်းပဲပြန်ပေးလိုက်တာတွေ့ရတယ်အားလုံးညှိထားသလားတော့မှတ်ရတယ်ကောင်းလိုက်တဲ့စိတ်ဓာတ်တွေဗျာတဲ့အင်းနိုင်ကစစ်စေးဂိတ်ကအရာရှိလားအခြားရှိလားမသိဘူးတဲ့အရက်ဝင်းနဲ့ဆိုတော့တဲ့အရက်ဝင်းနဲ့ဆိုတော့မသိရဘူးတဲ့ငွေ1000ပြန်ပေးလိုက်တယ်တဲ့ထမင်းစားဖို့တဲ့နေပြည်တော်စစ်သားတယောက်ကဆိုရင်တဲ့နေပြည်တော်စစ်သားတယောက်ကဆိုရင်တဲ့ခဏကားစရာတဲ့ရေတံဘူး2ဘူးနဲ့မုံထုတ်2ထုတ်ဝယ်ပေးလိုက်တယ်တဲ့စိတ်ထဲမှာမခံစားရဘူးတဲ့ဝမ်းသာမှုမျိုးနဲ့ခံစားခဲ့ရပါတယ်ကိုဖုံးနဲ့ကျွန်တော်လဲတဲ့ line ပေါ်မှာပြောခြင်းနဲ့ဒါပေမဲ့မထိရောက်ဘူးတဲ့ကိုဖုံးပြောပေးပါအများသိအောင်လို့ဒီလိုအကျဉ်းစိတ်တဲ့ကောင်းတဲ့စစ်တီတွေရဲတွေရှိတယ်ဆိုတဲ့အကြောင်းတချို့ကားသမားတွေနဲ့အကျမ်းဖတ်များသိအောင်ပြောပေးစီလိုပါတယ်တဲ့အရန်လေးသားဂုဏ်ယူပါတယ်ခင်ဗျဝမ်းလဲတာပါတယ်ကျေးဇူးပြုပြီးပြောပေးပါတော့ကိုဖုံးနဲ့အကျဉ်းတီလားနဲ့ပြည့်စုံတဲ့ဝန်ထမ်းတွေရှိပါတယ်တဲ့ကိုဖုံးကိုမလိုလားတဲ့သူတွေကတော့အကျဉ်းပြတ်ချစားတဲ့သူတွေပေါ့တဲ့အဲ့ဒီလူတွေကဂျားထဲမှာဒီလိုလူတွေရှိတယ်အတူယူနိုင်အောင်တင်ပြပေးစေလိုပါတယ်ကျွန်တော်ပြောချင်တာကပြောင်းတင်လာတဲ့တွဲကားခမရတဲ့ကိုဖုံးပြောလိုက်လို့သူတို့ကြားမယ်မြင်မယ်သိမယ်သူတို့လည်းဝမ်းသာမယ်တဲ့နော်သူတို့လည်းဝမ်းသာမယ်တဲ့ကားသမားများနဲ့ပြည်သူများကိုစားကျွန်တော်ကိုဖုံးကိုတင်ပြအပ်ပါတယ်တဲ့လေးသွားစွာဖြင်းနဲ့နော်အဲ့တော့အဲ့လိုဝန်ထမ်းကောင်းတွေရှိရမယ်နော်အဲ့လိုဝန်ထမ်းဆိုဝန်ထမ်းပြက်အောက်တန်းစားဝန်ထမ်းတွေနဲ့နော်အဲ့လိုဝန်ထမ်းတွေကြောင့်ကျွန်တော်တို့လိုအခုတွဲကားဆရာတည်သွားပြီအဲ့လိုဝန်ထမ်းကောင်းတွေအများကြီးနစ်နာတယ်နော်နစ်နာတယ်အဲ့တော့ဟိုကိုပေါ့ပြင်ကြပါပေါ့နော်လူဆိုတာတည်သွားရင်6ပေကျွင်းထဲမှာပါခင်ဗျားတို့အုပ်ကူလေးတကူထဲမှာပဲခင်ဗျားတို့ရှာထားတာတွေလည်းပါမသွားပါဘူးအဓိကကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်တို့တက်မတော်နဲ့ဝန်ထမ်းတွေနော်ဝန်ကြီးဌာနလက်အောက်ကဝန်ထမ်းတွေအားလုံးနဲမှာအချင်းပြတ်ချစားတဲ့လူတွေရှိရင်ဖြည်းဖြည်းချင်းပြင်ကြပါလို့ကျွန်တော်တောင်းပန်ပါတယ်ဗျာနော်နိုင်ငံတဲ့လူမျိုးချင်းအဓိကကျွန်တော်တို့နိုင်ငံလူမျိုးကောင်းရင်တိုးတက်ရင်တနိုင်ငံလုံးတိုးတက်မှာပါနော်ဝန်ထမ်းတွေလည်းချမ်းသာမယ်ပြည်သူတွေလည်းချမ်းသာမယ်နော်အေးချမ်းစွာနေထိုင်ခြင်းနဲ့တောသူတောင်သာမတိတဲ့ပြည်သူတွေကလည်းတက်မတော်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဝန်ကြီးဌာနတွေကိုအားကိုးခြင်းစိတ်ပေါက်လာတဲ့အစိုးရတရက်ကိုပေါ်ထွက်စေခြင်းလို့အမုန်းခံအမိုက်ခံပြီးတော့ပြောတာအသက်တွေအသေးခံပြီးတော့ပြောတာပါနော်ကျွန်တော်ဘဝအဖြစ်ခံဘဝနဲ့အမုန်းခံလူသားပါနော်ဒီဘက်မှာကျတော့ဖြစ်ရတယ်တခြားလူတွေကျတော့ကျွန်တော်မုန်းတယ်နော်အဲ့ဒီအဓိပ္ပာယ်အခုတော့ကျွန်တော်ပြန်လာတဲ့အတွက်ရှေ့တန်းစစ်တီတွေမိုးကာလိုတယ်တဲတွေဆောက်ဖို့မိုးကာတွေလိုမယ်တယောက်ချင်းစီမိုးကာတွေလုပ်ဖို့အတွက်ကျွန်တော်ဆက်ပြီးတော့ကြိုးစားရပါဦးမယ်ပေါ့နော်မြန်မာပြည်အများဆုံးချင်းချမ်းပါစီရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်နေကင်းရှင်းပြီးတော့မှနောက်တန်းကမိသားစုတွေနဲ့ထမင်းဝိုင်းလေးမှာအများဆုံးပြန်လည်စားနေတဲ့ပုံရိပ်တွေကိုတွေ့မြင်ရပါစေလို့မြတ်တာဖို့ဆုတောင်းရင်းနဲ့ကျွန်တော်ဖြစ်ခံပွားနဲ့အမုန်းခံလူသားကသတင်းတင်ဆက်ပေးလိုက်ပါတယ်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို